အားလုံးပဲမင်္ဂလာပါတာလီစွာပါဒီနေ့ကဆိုလို့ရှိရင်တော့ညီမရှိအတွက်ဖန်တီးပေးထားတဲ့မမရဲ့ရခိုင်ဝတ်စုံလေးဖြစ်ပါတယ်ဒီနေ့ရခိုင်ဝတ်စုံလေးကိုရှင်မီကိုဆိုရင်မမကဆက်လွယ်လေးကိုလည်းဒီဇိုင်းအသစ်ကလေးနဲ့တစ်ကလေးဖန်တီးပေးထားပါတယ်ဒီဇိုင်းတစ်ကလေးဖန်တီးပေးထားပြီးလို့ရှိရင်ဒီနေ့ကမမတို့ရှင်လောင်းလှဲ့မှာရွှေကုံဖျားမှာရှင်လောင်းလှဲ့ရနေဖြစ်တယ်เนาะညီမလေးเนาะရှင်လောင်းလှဲ့လေးဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ရှင်လောင်းလှဲ့ပြီးရင်အလူတော်ပြည့်မှာဆိုလို့ရှိရင်အလူတော်ပြည့်ဖျားเจ้าမှာမနေ့ဖျားကြလို့ရှိရင်တော့ဆန်းချပြီးတော့ပွဲအနေနဲ့အခမ်းပွဲအနေနဲ့အခမ်းမှာဖြစ်ပါတယ်ဒီနေ့ပွဲရောမနေ့ဖျားပွဲရောနှစ်ပွဲစလုံးကိုမြို့ပွဲကနေပြီးတော့ဦးစီးပြီးတော့အားလုံးအစားအဆုံး one stop service နဲ့ဖန်တီးပေးထားတာဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်